သမီးရေမထွန်းနိုင်ရောက်နေဟဲ့တကားဖွင့်လိုက်ပါဦးသမီးဒီကောင်မလေးရလေသမီးရေထွန်းနိုင်ရောက်နေတယ်တကားဖွင့်လိုက်ပါဦးလို့ညီရလဲဟာအမေကလေအမေမသားအမေတော့ဖွင့်ပါလားလို့ဟာညီကဘာလုပ်နေလို့လဲဒီမှာငါဆဲကြောနေတာလေငါမအားလို့ပေါ့တော့ဖွင့်လိုက်ရောဒုက္ခပဲဟောထွန်းနိုင်ရောက်နေပါတယ်လို့လွယ်ပါလားသမီးရေဟဲ့သမီးရေဟာဒီခရီးမှာရေနဲ့လောင်းလိုက်မှာနော်ဟဲ့မနှိုးလားရေနဲ့နှိုးရမလားငါလောင်းလိုက်တော့မယ်နော်ဟာထဒီဘာလို့ထပါသမီးရေမင်းတို့ဝီးတော့ချီဝါဝီးလို့သမီးနှိုးနေတာသမီးရဲ့လူရှာပေးပါဦးမြေနော်မရှိဘူးဗျာပြီးရတယ်စိတ်နေအဲ့ခဏငွေပေးနေရပဲဟာဘာချီဘူးသမီးကိုကြီးမှာနည်းထက်လှည့်ပေးပါလားလို့အမေလိုနေလို့ပါသမီးရေနော်အမေပတ်စံနေလှည့်တောင်းနေလို့တပီကိုကြီးရှိရနေပတ်စံနေတောင်းတပီရှိတာလေရှာပြီးမြေအကုန်ပေးအမေဖဲတွေရိုက်လောင်းသားတွေလောက်နှလုံးတွေထိုးကုန်တယ်တပီဘာလုပ်ပေးရမလဲမေတပီကိုကြီးအားလာပြီအမေအလောင်းသားလောက်လာနည်းညီမှုစီတောင်းတာကပိုကုန်နေတာအများကြီးကုန်နေတာသမီးရဲ့ဟာတပီတပလူဝိုင်းချငွေစီလုပ်တယ်ဆိုတာတပီအရာပတ်စံတရားမအောင်တော့မေအကုန်လုံးကိုကြီးဝယ်ပေးထားတာကြီးပဲကိုကြီးပတ်စံလည်းပေးတယ်အကုန်ချီးတဲ့ဟာတွေအကုန်လုံးပတ်စံလူဝင်လို့ဆေးလို့ရလို့ကိုကြီးပေးတဲ့ပတ်စံတွေအကုန်လုံးလဲအမေပဲတောင်းတာပဲအမေတပီအဲ့ဒါကြီးစိတ်ညစ်အောင်နေလောက်နေလို့တပီအဲ့ဆေးပြိုင်နေတပီစိတ်ကိုတပီဖြေပြီးတော့ညံ့အောင်လုပ်နေရတယ်အမေတိဟုတ်ပါတယ်လေငါသမီးလေးဖားအစိုးလေးရေဆိုပြီးတော့ငါအရန်ချစ်လို့ငါဆုံးမခဲ့တာအမေမားပါသမီးခုလို့သမီးဖြစ်နေတာသမီးမိုက်နေတာအောင်ကအမေကြောင့်အခုသမီးမိုက်နေတယ်ဆိုးနေတယ်ဆိုတာအမေမဆုံးမခဲ့တော့အခုလို့ဖြစ်နေတာအမေကြောင့်ပါသမီးအမေကြောင့်ပါအမေမိုက်ခဲ့တာဒါတော့ဘယ်တက်နိုင်လဲအမေပေးတဲ့အမေပဲအမေဘူးလို့ဖြစ်လာအမေပဲလုပ်ခဲ့ဒါနဲ့အမေစင်စိုးပါဘာဖြစ်လို့လဲဆိုတော့အမေကတမီးကိုမွေးပြီးတဲ့အမေဖြစ်နေတယ်စင်စိုးအမေလိုတဲ့ပတ်စံအမေပေးတယ်အမေလိုလည်းမစားဘူးကွာထပ်လို့ကြည့်ပေးလို့ဆိုလို့ရှိရင်အမေတော့လူရှာပြီစားတယ်ဟာတဲ့ဘူးမရှိတော့ဘူးမရှိရင်မင်းအောင်လေဗျာခင်ဗျချီးပေါ်ဗျ
အဲ့ဒီအဆိုင်ရလုံးမလားရှိပါဦး အမရဲ့ကျွန်တော်မှမရှိတော့ဘူးအမရေတစ်ခေါက်ကကျွေးတော့မှပြန်မပေးသေးတာကျွန်တော်မရသေးဘူးလေ တကယ်ရဲ့လည်းမရှိဘူးပဲပြောတာဟိုပြောမနေနဲ့ဒီမှာငါမစုံနာကောင်းလို့ရှိတယ်အခုခေါ်အခုချိန်ရအောင်သိလားပြောမနေနဲ့ရှိဝေး အဲ့ဒါလေဆက်လိုက် ဆက်မှာဟုတ်ကူနဲ့ဆက်မှာ တောင်းလိုက်သူ့ရတယ်နော် ဟယ်လိုမောင်လေး ဟယ်လိုမမပြောဘာပြောချင်တယ်လဲ အော်မောင်လေးလိုက်တဲ့အရောက်ချိုးကောင်းနေတာမမကလေဖဲရှုံးနေလို့မောင်လေးဆက်ကစားချင်လို့ငွေလေးနဲ့ပို့ပေးပါလားလို့နော် ဘယ်လောက်လဲသုံးသိန်းလွှဲလိုက်မယ်မမအဆင်ပြေလား တွေ့နော်သဘောပေါက်တယ်နော် တွေ့တယ်ကြားတယ် အဲ့ဒါပဲလေဒီမှာမင်းတို့မသိအောင်ဆက်ပြောတာရှိသေးတယ်ဟုတ်တယ်နော်သွားလိုက်အောင် အေးရတယ် ဒါပဲလာလိုက်ပြန်လာ ဆက်ရတော့ရမှာပေါ့တည်ရတယ်ပေါ့ ကျွန်တော်လို့ ဟုတ်တယ်မောင်လေးမောင်လေးပို့ပြီးတော့ဆွဲပေးလို့ရတယ်နည်း အဲ့ဒါဆိုရင်တော့9သိန်းလွှဲလိုက်မယ် ဒီအဲ့တော့စစ်တာမောင်လေးသူအများကျမလေးနော်မောင်လေးနော်သိချစ်တယ်ဟုတ်မောင်လေးဖုန်းချတော့နော်မပြောတာရှိတယ်လေ ညနေကျရင်တော့မမသမီးလေးကျွန်တော်မိတ်ဆက်ပေးရမယ်နော် ဟိုမဟုတ်လေမောင်လေးအမပြောတာငါတို့အပြင်မဲ့တူလို့ရတယ်နော်မောင်လေးနော် မမသမီးလေးကျွန်တော်ချိန်ပေးပြီးရင်တော့မမနဲ့ကျွန်တော်လေး အေးအမပြောနေနော်ဟုတ် ညကပန်တရားဟုတ်ကွာခေးရလဲပြီးဒေါ်နမီကျန်လာအောင်မလားပါအောင်လားဒီမှာစက်တိုင်းနဲ့နေတဲ့ကစားရရလား ကစားပါဗောရှင်တို့ကခဏလေးစောက်ပြီဒီမှာငွေကျွေးတော့စောက်နေတာတဝိုင်းတော့ဝယ်ထားလို့ရရနော်ရှင်းတော့ဝယ်ရင်ရရှင်းလား ဝယ်လို့ရတယ်မြန်လာတော့ဗျာ ကဲသုံးလိုက်တပွဲတော့ ဝယ်တာတိတ်လို့ပါမယ်နော်ဝယ်ရမယ်ဝယ်တယ်သူတိတ်မှာထက်တာဟိုကဖေးရပေးရကြတယ်ဟုတ်ရ ဘာဖြစ်လို့လဲမမကျွန်တော်အိမ်လာတော့မမသမီးနဲ့ကျွန်တော်နဲ့တွေ့မှာကိုစိုးရင်နေရလားမမကျွန်တော်ရဲ့အလိုရှောင်နေတဲ့သဘောလား ။အော်မဟုတ်ပါဘူးမလားစီပြောတော့မဟုတ်ပါဘူးမောင်လေး။ငါတို့အပြင်ပဲပြုလို့ရပြောတာပါ။နော်ချစ်တယ်နော်အဘော။လူရာတင်လာမဲလေးဆိုတာပဲ။ဟွန်း这边会ပြောတဲ့故事 ပြောလေကွေ 前面是 short တယ်မကြည့်နဲ့နော်အခုချိန်ကလမ်းကြောင်းလည်းမကောင်းဘူးပစ္စည်းတွေကလည်းဈေးရရမ်းကြီးနေကိုရောရမင်းကိုဆေးဝယ်ပြီးခဲ့နေတာမှားပြီခင်ဗျ ကွေရမင်းဒီပစ္စည်းတွေသုံးတတ်အောင်ကိုကြီးပဲတင်ပြီးခဲ့ကိုကြီးကခုမှဒီစကားပြောတာပြီဆိုတော့ဟာလေရမင်းကိုပစ္စည်းတွေမပေးချင်တော့ဘူးလို့ကိုကြီးကဆိုလို့ချင်တာ ကိုပြောအဲ့လိုမဟုတ်ဘူးလေစီးနေနဲ့ short ဖို့အတွက်ပြောနေတာဟာပါတော့ကိုရမင်းကိုခိုင်းတယ်လို့ရှိတယ်လုပ်ပေးနိုင် ဟာလေဂရင်ဘောကကိစ္စပဲပြောမလို့ဒါမဲ့ပုံကြီးအထူးဆန်းလာတော့အရင်ကလည်းကိုကြီးမျိုးတယောက်ပြီးတယောက်နဲ့အိတ်ခိုင်းနေတာအဓိကကိုကြီးလေးကိုတတိပြီးတာပြောဒီတစ်ခါလဲရမင်းကတူနဲ့အိတ်ရမယ် ဟုတ်ပါပြီရမင်းပြောမယ်ဆိုတာပါပြောလေ ရမင်းမှာကိုကြီးရတဲ့ကိုရှိတယ် ပါးစိတ်မတုံထားဘူးလားရင်းတကားလည်းဖြစ်ပြီးပြီလေဒီချိန်မှာကိုကြီးကပတ်သက်မရှိဘူး ။အဆမရှိရှားမှာပေါ့ကွာ။ဘာလဲ။ကိုကြီးကတောင်းနေခြင်းနဲ့တူ အဲ့လိုပြောနေတာမဟုတ်ဘူးလေဒီချိန်မှာပတ်သက်မရှိသေးလို့တားစိတ်နဲ့ထိန်းထားပါလို့ပြောနေတာလေ ။မသိဘူးရမင်းလဲစေးချိန်ကြောင့်လစ်ပြီးတော့တားစစ်တတ်ဖို့မေ့နေတာ။အမေကလည်းရမင်းနဲ့ကိုကြီးကိစ္စကိုသိပြီးသားပဲ။သဘောကူတည်းကဘာအကြောင်းမှမရှိဘူး
ကိုစိတ်ဆိုးနေရလားလို့ကပြောရမင်းကိစ္စနဲ့ကိုစိတ်နောက်ချက်ဖြစ်သွားတယ်ဆိုရမင်းဘာလုပ်ပေးရမလဲကိုပြောကိုခိုင်းတာရမင်းကုန်လို့ ကျမကိုယ်ဖြစ်ချင်တယ် တိတာပဲအရင်တစ်ခါကလည်းကိုကြီးရမင်းကိုလို့ဖြတ်ချခိုင်းနေကြပဲအခုလည်းဖြတ်ချခိုင်းနေဆိုရင်တိတာရပါတယ်ဒီကိစ္စရအသေးမွားရရမင်းဘာသာရမင်းနဲ့ကြည့်စစ်စစ်ဒီကိစ္စကိုဒီနေ့မှာ break ရမင်းအခုလမ်းကြောင်းသွားခြင်းဒီကိုကြီးပစ္စည်းရှာပြီးမှလည်းပြောကိုကြီးပစ္စည်းရှာပြီးမှဒီပြန်လာတမီးသမင်းမစားပြီဒီရအမေကလေ3ပေါင်ကျော်ရဲ9ကျော်ရဲဝဲလာတယ်နားနေစားလိုက်နော်တမီး ဟာမရတော့ဒီထောလာတယ်နိုင်လာပြီလားဗျာဟာမရတော့ခဲလေးနိုင်လာပြီဆိုတော့ပြောလေးချိုးနေတာ သမီးအောင်ဆေးမတုံးတော့တဲ့တော့မကြည့်ရဆေးရကြအောင်မေးអော်လိုက်တာနော်စိတ်နဲ့နည်းနည်းလေးစိတ်နဲ့မရဘူးអော်လိုက်တာတကျဲပဲကဲဒီဥစားလေးလို့ပြောပြီးတော့မင်းစင်လာတယ်မင်းစကားပြောတာရှိတယ် ဒီလည်းကျိုးဝေးစားလိုက်လေတော့ငါပတ်စံရှာဒိန်းစော်နေတယ်မိရဲ့အမေဒိန်းနဲ့ပတ်စံရှာနေအမေပြောစားရှင်တော့မှပြောအောင်အာရုံပြတ်လို့ ဒါဆိုအခုပြောမယ်သမီးနဲ့ပိုင်ထူးလို့လားတွဲနေတာကြားလာတယ်သမီးတော့မူးရသေးဘူးလား မင်းကဘာမဲလဲလို့ရနောက်မှပြောပါမယ်ဂိမ်းဆိုတာအာရုံပြတ်တယ် ပုံလေသမီးသမီးအပျော်တွဲမယ်ဆိုတော့အခုလည်းရတာဘာကြောင့်လဲဆိုတော့ထောနိုင်သမီးလက်ထက်ချင်လို့တဲ့ အမေဘာပြောတာအဲ့ထုံးလိုက်ဆိုတဲ့ကောင်အမေလူအမေပါတနာလေး သမီးအမေပြောပါသမီးလေးကြည့်လိုက်မယ်အမေကသမီးအဖေဆုံးခဲ့အမေရှာကျွေးခဲ့ခုချိန်ထက်ထိထောနိုင်ဆိုတာအမေချီးငါရတယ်အမေတွဲနေတာကြံတာအမေဘာစိတ်မှမရှိ အမေအဲ့ကောင်တမီးနဲ့ရွှေတူဒီတော့အဲ့ကောင်တစ်ခုလက် ခုနကတော့ဘာဖြစ်လဲဟမ်ဟိုသူလည်းရှိသူ့မှာမင်းမမရှိဘူးလေ သူ့မှာမိန်းမမရှိဘူးတမီးမှာကိုရှိတယ်လေအမေရောလာအမေ အိုင်ဘူးဆိုတာအဲ့ဒါကလည်းမင်းမရမရှိဘူးအဲ့ဒါခုဦးလေးနာမည်သူလည်းမဟုတ်ဘူးသမီးသူနဲ့လက်ထက်လိုက်နေဆိုသမီးပဲစိတ်ညမှာနော် တော်ပြီမေအဲ့ကောင်တော့ဆက်ပြောမယ်ဆိုလို့ရှိရင်တမီးဒီမှာမနေတော့ဂျိုး ရှင်မင်းမနေ့ကပဲကိစ္စကိုကို9သိန်းပြလိုက်မယ်ဆင်ပြေလား အဆဆရရဈေးချင်းနေတဲ့ခက်ကလာပြီ9သိန်းနဲ့ဘယ်လိုစစ်စစ်ပြင်ပါလဲကိုကြီး15သိန်းလောက်တော့သွားမယ်ဒါတော့အနည်းဆုံးပြောပြပါနော် ခုလက်ရှိ9သိန်းနဲ့အဆင်ပြေအောင်လုပ်ထားလိုက်ကွာကျွန်တော်ကိုကိုပြီးနေပြလိုက် ခေပေးနေပြီဒါဆိုကိုကြီးကဘလိုက်ဘူးဆိုတဲ့သဘောလားပထမတစ်ခေါက်ကဘိုက်ရှိုံကလည်းကိုကြီးမလိုက်ခဲ့အခုလည်းကိုကြီးကကေပေးနဲ့လွှဲလိုက်မယ်ဆိုဟာလေရမင်းဘိုက်ရှိတော့ချက်ချတဲ့အခါရမင်းသိသွားရင်ကိုကြီးအမှုပတ်မှာစလို့ ဘာရှောက်ပြောနေတာလဲအခုကအဲ့လိုအခြေအနေပေးလို့မရလို့ပြောနေတာလေပထမတစ်ခါလဲရမင်းအတွေ့အကြုံရှိပြီလားမဟုတ်ဘူးလားကိုကြီးရမင်းကိုအားလုံးစီစဉ်ထားပြီးတယ်ခုတစ်ခေါက်ကိုကြီးမလိုက်ဘူးဆိုတာရမင်းခံစားနေရတယ်ကိုကြီးမကြည့်ရဘူးကိုကြီးရမင်းကိုဘယ်လောက်ချစ်တယ်ဆိုတာရမင်းသိပါတယ်အဲ့စီကံပြန်လာပြီးလေရမင်းကိုကြီးစီမှာပဲနေမှာမဟုတ်ဘူးဟမ်
ဒီခါနေလာရှင်မင်းမာလာကြီးကိုဘယ်လိုပြောမလဲဆိုတာစဉ်းစားပါ ရမင်းမနိုင်ရရမင်းအိမ်မှာနေတာအိတ်တာမအိတ်တာစိတ်ဝင်စားအောင်ရှာမှာလည်းမဟုတ်အဲ့ဒါထားလိုက်ပါရမင်းမသာရမင်းအိမ်မှာပဲခွေလိုက်တော့မယ်အန်ဒီအေးလူလို့ဩညီတို့ကျုပ်အိမ်ကညီတို့အရွယ်ခဏခဏလာကောင်းတဲ့နေရာမဟုတ်ဘူးအေးကဲထိုင်ကဲညီတေချာရောစစ်ဆေးခဲ့ရလား စစ်ခဲ့ပါတယ်အန်ဒီ အေးလေညီကစစ်ဆေးခဲ့တယ်ဆိုပေမဲ့ကျုပ်ကတေချာအောင်ထပ်ပြီးစစ်ဆေးအောင်ပါနော် ဟုတ်စစ်ပါအန်ဒီ ညီအေးမိုက်လိုက်တာခုလိုလောက်တာကျုပ်ပတ်စံရတယ်ဆိုပေမဲ့အေးညီလာတာနှစ်ခါရှိနေပြီနော်နှစ်ခါဆိုတအိမ်ကပါလောက်ပြီအေးတအိမ်ပါတာပြဿနာမရှိဘူးဆိုပေမဲ့ပြဿနာရှိနေတာခလေးဆိုတဲ့အရာတစ်ခါနေပြီနှစ်ခါနေပြီသုံးခါဖြတ်ချလိုက်ပြီဆိုရင်အဲ့ဒီခလေးကညီရဲ့အသက်ကိုနှုတ်သွားမှာနော်ခုတော့မအေးကျုပ်ကြီးကိုလုတ်ပေးရမှာတိတ်ပြီးစိတ်ချတာမဟုတ်ဘူးညီမလို့ချင်းစောရကြိုးတင်ကောက်ွယ်ထားလေလူအသက်တစ်ချောင်းဆိုတာလွယ်လွယ်နဲ့ထလို့ရတာမဟုတ်ဘူးအေးညီအတွက်လည်းအန္တရာယ်များတယ်လို့ငါအတွက်လည်းအန္တရာယ်များတယ်နော်ဒါနဲ့ညီကျုပ်အိမ်လာတာဘယ်လိုသိသေးလဲဟမ် ဘယ်သူမှမသိပါဘူးအန်ဒီလုံကြုံလို့တော့စိတ်ချအဲ့လိုမျိုးတော့အိမ်ကဂရုစိုက်နေလို့ဆိုတမီးဒီနေရာရောက်နေစရာအကြောင်းမရှိဘူး အေးလေခုလေကျုပ်ထပ်ပြီးလုတ်ပေးရမှာပေါ့ ကျေးဇူးတင် ဒေါ်နနေအော်တော့မလာဘူးတော့အခုချိန်လေးဘာဖြစ်အိမ်ငါခမပြေးတာလဲရက်တရားလဲရွှေ့ဒါတရားလဲရွှေ့ဒီချိန်ကြီးကျမမဆောင်နိုင်ဘူးနော် ကျမမပေးရတယ်မဟုတ်ဘူးသူကပေးနေရတာလေသူကတော့ခဏစောက်ပေါ့ခဏတိတ်တာပေါ့ ဒေါ်နနေရှင်ဘယ်လိုလုပ်ပြီးပါလဲ ပေးပါဦးမပေးရဟုတ်ပဲကျမမှာသမီးရှိနေခဏစောက်မီးလေးစစ်တောင်းလေးဟိုအလန်းကတောင်းတယ်ဒီလာခဲ့ပါဦး ဘယ်နေကြတော့ဒီမှာရှိနေမေသမီးကိုလာဒေါ်မေတို့ရှင်းထားတဲ့အိမ်က6လပါ ဟိုနေ့ရလေအမေကဖိတ်ဆုံးတော့လို့တမီး သမီးတို့ကအဲ့ဒါတွေပဲသမီးနေမကောင်းဘူးသမီးစိတ်နေတယ်သမီးဘယ်နေမှာဟပါဲ့ဘယ်လဲဒုက္ခပဲဒီအိမ်လန်းကတော့ငါဘယ်မှာချင်းငှားပြီးတော့ငါဘယ်လိုပြေးရမှာတော့ တမီးရတဲ့အမေကိုပြောလိုက်အမီးရတဲ့တမီးကိုပြောလိုက်ဘယ်သူပြေးပါလဲ ဒီမှာတော့ကျမသမီးကြောင့်ကျမသိရှင်တော့စောင့်နိုင်စောင့်မစောင့်နိုင်ပြန် မလေးသူကမြန်ညင်ထုတ်နေပြီလေမပြန်လို့စောင့်နေမယ်ဟဲ့ အေးတကယ်ချင်းငါဒီတော့မအောင်ထင်တယ်ကွာဒီဒါပဲငါအစင်ပြောင်းချိန်လေးညှိကြည့်ပါအောင်ကွာနော်ဒီလောက်ဆက်ရှိရဆက်လုပ်ထားလိုက်ဒီမှာငါလည်းတိုင်မယ်နော်အေးတကယ်ချင်းဒါပဲနော်ငါပြီးမှဆက်ပြောဖေ
ဒီချိန်ကိုကြီးဘယ်လိုရောက်လာတာလဲဟမ် ဘာလဲကိုရဲ့ရင်မင်းလာတာမကြိုက်ဘူးလား ကိုအဲ့လိုပြောတာမဟုတ်ဘူးလေဒီချိန်ကရမင်းကသွေးနှုတ်တန်လို့ ਨੇ အိမ်မှာနေရမယ့်ချိန်လေးကိုယ့်ကိုလည်းကြူးဆိုင်အောင် ရင်မင်းခုလာတာလေငွေနည်းနည်းလို့ အမေကပတ်စံလို့တောင်းခိုင်းလိုက်ပြီလား ဟိုကိုကြီးပေးတဲ့ပတ်စံတွေကိုရင်မင်းအမေကိုအကုန်ပြန်ပေးတာနော်ဒါပေမဲ့အခုအိမ်သားကမေကအကုန်လုံးဖဲ ကျွန်တော်မသိဘူးနောက်ဆိုရတယ် ကိုကြီးကအကုန်သိနေတယ်ရင်မင်းကပြောမထွက်တာကိုကြီးကလည်းအားနာနေတယ် အဲ့လိုရှင်းပြမိပါနဲ့ရှင်မေးမိအကြောင်းလေးကိုသိရအောင်ဒီကိုကြီးစင်ပြူဆိုရင်မသိရနော်အဲ့ဒီထားလိုက်ပါဒီရှင်မေးကြမ်းမအချင်းညာ တောင်းပဲ အားကြောင့်ချင်းနေတသားမွေးရောတသွေးလှနှစ်သားမွေးရောနှစ်သွေးလှဆိုတဲ့စကားပုံကရှင်မေးကိုပြောတာချင်းနော် ကိုကြီးကမြောက်နေတာပါပဲကဲပြောရင်မင်းဘယ်သူတွေနဲ့ခင်နေကြလို့ရှိရင်ဒိတ်တွေရတယ်ပြောရင်မင်းချက်ကတော့ပဲ ကိုကြီးစိတ်ဆိုတာ ဆိုကိုကြီးချက် အဲ့ဒါကိုလည်းရင်တိတ်တယ်နော် ဟုတ်တယ် ဒီမှာလွှဲနေကျမပြောခဲ့ဦးရဲ့ကျမသမီးရှိငွေရှိတယ်လို့ကျမအဲ့ဒါဆက်လိုက်ပြီးတော့ပြန်တော့ ဘူးဟုတ်ပဲဒုမဲ ဟဲ့ဟာဘယ်လာတော့ ကိုရှင်မင်းရလေ
ဘယ်လိုမှထုတ်တဲ့ဆက်မဟုတ် ATM ထုတ်တဲ့ဆက်မဟုတ်ကိုကြီးကိုငါချက်ငါ အရန်နာကျင်လာတဲ့အခါမှာဖြည့်သိမ့်စရာဆိုလို့ငါအတွက်အကောင်းဆုံးစေးတစ်လက်ကဒါပဲရှိတယ်ဟယ်လိုကိုကြီးလားကိုကြီး ဟယ်လို ဟာကိုကြီးဘာလို့ကဘောခိုင်ရလဲဘာလို့ကဘောနေစတာလဲဘယ်ပြတ်ရလဲလို့တော့လာမလို့ကြာပြီဘယ်ပြတ်ရလဲသမီးကိုကြီးခေါ်သွားတယ်ကိုကြီးမရှိဘူးကိုကြီးအဲ့အခါတော့အပြီးတော့ကိုကြီးမရှိတော့ကိုကြီးတောင်းလာကြော်ကိုကြီးပဲပြောင်းနေတယ်သမီးအချိန်ဒီမကောင်းဘူးကိုကြီးသမီးဒီမှာသမီးရမ်းပစ္စည်းလုံးလေရမ်းပစ္စည်းလုံးလေရမ်းငွေလုံးနေတယ်ရမ်းငွေလုံးနေကိုကြီးရမ်းဘာလို့ပြစ်တာလဲ ရမင်းအခုဘာဖြစ်နေရလဲရမင်းအဆင်မပြေတာကြီးကျပြောနေတယ်ကိုကြီးဘာဖြစ်နေလဲဆိုတာစိုးရင်တာတခုမှမပါဘူးဟမ်အခုလေကိုကြီးပြေးနေရတာကိုကြီးနောက်ကိုရဲတွေလိုက်နေလို့တောက်လျှောက်ပြေးနေရတာဘာပစ္စည်းမှမယူနိုင်ဘူးအဲ့ရမင်းသိလားအခုရမင်းကိုဆက်တွေ့ဘူးဆိုတာကလေကိုကြီးစင်ကက်တွေအကုန်လုံးကိုဖျောက်ထားရတာလို့ရမင်းကညှိနေမဆိုလို့အဲ့ဒါသိလား ကိုရုပ်ရှင်လေးစိတ်မပြီးပြောလာမယ်ဒီကိုရဲ့ချစ်ပြီးယူနေ ဘာလဲရမင်းဆေးပြန်ချနေပြီလားအဲ့ဒီဖြစ်လိုက်တော့အခုလောဆယ်မှာအဲ့ဒါတွေချိန်မပြင်းတော့ဖြစ်လိုက်တော့နားလဲလား ကိုရုပ်ပြောချင်တယ်ရှင်မင်းပါလေကိုကြီးလည်းရတယ် ရမင်းနောက်မှဆက်တော့မယ်ကိုစီကိုရဲရဲလာနေပြီဟုတ်ကို ဟယ်လိုကိုကြီးဟယ်လိုကိုကြီးဟယ်လိုကိုကြီး သမီးဒါအမေအိမ်နာရရဒါသမီးဟာအမေမလိန်နဲ့နော် မရလေဒီဟာတွေ့တယ်တပည့်ဟာလို့ပြောလို့မရဘူးလေမရှိဘူးခဲရိုက်တဲ့ဘော်အများကြီးလာတယောက်ယောက်ကဖြစ်မရလေပြေးပါဗျာတပည့်ဟာမဟုတ်ဘူး အဲ့ဆိုတော့ဒါထားလိုက်ပါတော့ခေါင်းကတိတ်မရှိပါဘူးအခုအမေကနေမှာနိုင်ဖို့ရှိတယ်သမီးကအမေ9သိန်းလို့ရှိတယ်နော်အဲ့ဒါ9သိန်းအမေပေး အာဘယ်လိုရှိမှလဲမြေငါပဲမရလေတပည့်တပည့်တော့မှခက်ခဲဖြစ်လို့ဟုတ်ကိုကြီးမရှိတော့ငွေမရှိဘူးမရ အဲ့တော့ငါကြီးပြောတာတော့မောင်ထုံးနေတဲ့အဆက်တော့ဖြတ်ပါနဲ့လို့အခုအဲ့လိုအဆက်တော့ဖြတ်တယ်ငွေကြေးမှာခက်ခဲရှိသွားပြီညီလည်းပြက်တယ်ငါလည်းငတ်တယ်ကဲဘာဖြစ်လဲမိဘငွေမရှိဘူးဟာလားသမီးရဲ့ဒီခေါင်းအောင်မှာငွေ9သိန်းတွေ့အခုအဲ့ငွေ9သိန်းယူရမယ် အဲ့မှာယူရအောင်ယူရအောင်အမေကငါတို့ပြောပြပါယူရအောင် ဒီမှာငါလည်းအဲ့ငွေပါမှတောင်းရမှာနော် ဟုတ်တယ်
အဲ့ယူလို့မရတော့ဘူး နာရေးဆိုတာညီသိတစ်ဖက်ဆက်ရကြ မဟုတ်ဘူး ဟောင်းလည်းမဆက်နဲ့ငါဆက်ပိတ်ထား ယူသွားလို့မရ သွားပြီ အမေအမေဟာအမေရက်စတယ်အော်အမေရက်စတယ်အော်အမေရက်စတယ်အော်အမေယူလို့မရဘူးအမေအော် Pasမရှိဘယ်ရှာဆောင်ဘယ်ရှာမှာလဲတော့မဖြစ်မယ်ဘိုက်တာဟုတ်ပြီတဲ့အိတ်လေးတာအောက်အခါလာနိုင်တော့ဘူးအော်pasဟမ်ဟာnakashibiဒီနကလောင်းနေစဟုတ်လို့ရတယ်ဘာလဲဟုတ်တယ်ပါဒီတော့လည်းပြီးလို့ဟုတ်တယ်ပါဒီတော့ဆောင်းနေပြီးလို့လားသိပါဘူးအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုစားမသွားမလို့လဲဘယ်ကိစ္စလဲချိမိုင်လာနေတယ်ဟောတော့တင်လာသွားစမှာဘာလာပြောနေတယ်ဒီငါလည်းမဆိုင်ဘူးလားဒီမှာငါပြောကြရှိတာတော့ပြောမှာအဲ့ဒီမိမရဲ့နာမည်ကြီးဟာခုကြောင့်ငရဲရောက်သွားတဲ့မိန်းကလေးကတပုံကြီးပဲအဲ့ဒါကြောင့်မလို့လည်းနေလို့မိန်းမပြိုလေးမဖြစ်တဲ့မဖြစ်ထက်အောင်သူရှိသွားတဲ့လူတိုင်းငါတို့ကတော်တော်ကြီးပြောနေကြတယ်ခုကမိန်းကလေးတွေကလည်းအသက်တစ်ချောင်းတန်ဖိုးမထားကြဘူးအဲ့လိုတန်ဖိုးမထားတဲ့အကျိုးကျေးဇူးကြောင့်နောက်ဆုံးတော့လည်းသူတို့အသက်ကပေးလိုက်ရတာကြီးပဲအဲ့ဒါပါဒီလိုနဲ့လားရှိ ကြီးနေအေးလိမ့်စရာမရှိကြက်ဖန်ပြီးလိမ့်တယ်ဒီမှာဒီအလုပ်ကိုလုပ်လာတာလေငါတက်တော့ကကျင်မှာကတော့မှာဒီမှာအခုကြီးကိုဝင်2လမဟုတ်4လဖြစ်နေပြီကဲပါအေးဒီမှာ2လပဲဖြစ်4လပဲဖြစ်ညီမပတ်ဆက်ဘယ်လောက်ပါလာလဲပြောအစားတိတ်မပါဘူးညပြောမိတာဒီမှာအစားစေးသိနေပါ
မလေးအေး10သိန်းနဲ့ညီကငါစီလာနေသေးတယ်နော်ဒီမှာညီကိုက4လလောက်ဖြစ်နေပြီညီတို့ဒီပတ်စံ10သိန်းလေးနဲ့ကျုပ်ကလုတ်ပြရအောင်ကျုပ်ကပရိုက်တာလုတ်နေတာတော့မဟုတ်ဘူးနော်ဒီမှာထပ်ပြောပြမယ်ကျုပ်ကဒီအလုပ်လုပ်ဖို့ဆိုမလက်တော့မှကျုပ်ကအန်တရရှိတဲ့အောက်မိတ်နဲ့ကဲပါရေးကျုပ်ကို15သိန်းပဲပေးဟဲ့လား15သိန်းမှမပေးနိုင်ဆိုညီပြန်တော့ မလုပ်ပါနဲ့တမီးရခံစားနေရလို့ပါလူရဲ့ပတ်စံလေအဲ့ဒါပဲဆိုင်တေချာပါပါမယ်ဟဲ့ပြောပါတော့ဆရာ နေပါနဲ့အောင်မအောင်နော်ငါကပရိုက်တာမှမဟုတ်ဘူးလို့ပြောပြတာပတ်စံ15သိန်းရမှလုပ်ပေးတယ်15သိန်းမရမလုပ်ပေးနဲ့ကဲပြန်တော့အေးထားပြန် ဆရာမရေလုပ်ပေးပါတောင်းပါပါလေ နဲ့ပြန်ကြကြီးလာပေးပါပါနော်အရင်လူတွေတုန်းကလည်းလေအဲ့လိုပဲပြောထွက်သွားကြတာတရားမှပြန်မလာဘူးအခုတည်းဒီမှာလာပြန်နေတော့တယောက်ကဲပါရေငါလည်းမိန်းမဆိုတော့မိန်းမချင်းကိုချင်းစာစဲစိတ်နေနေတော့လုပ်ပြီးလိုက်ဟဲ့လားကဲခဏလေးပဲစောက်ဒါခုပြန်လာခဲ့တယ်ညီငါ့ကိုမနဲ့ပြန်တော့ပတ်စံလာပေးပါတော့နော်အေးလေလက်ပြန်ရောက်လို့မှာညီငါ့ကိုပတ်စံလာမပေးဘူးဆိုရင်တော့နင်းတိုင်နဲ့နိကံပေါ်လေကဲငါတော့ငါလုပ်ပေးရမယ်အလုပ်အားလုံးညီလုပ်ပေးပြီးသွားပြီအေးညီပတ်စံလာနဲ့ပြန်ကျုပ်ကိုဆက်လာပေးလိုက်ငါခုနပြောသလိုပေါ့ရေမနဲ့ပြန်ရောက်လို့မှငါစီကိုပတ်စံရောက်မလာဘူးဆိုရင်တော့ညီတိုက်နေကဲလို့ပြောပြီးကဲပြီးပြီသွားလို့ရအသက်ရှင်နေမှာဖြစ်တယ် 你看，哭嘛，对嘛，讲你啦，嘿，你呀，你怎么这路听你啦？他了，你没得劲啦，别他妈，别他妈。ကလေးဆိုတဲ့ကလေးနှစ်ကားကိုသုံးပါချလိုက်ဒီရဲ့အတော့ကိုရောက်သွားမှာနော်ခုကောင်ပါဦးကောင်ဖြစ်ချင်တိုင်းဖြစ်ပြောမှာဖြစ်ပြောမှာအာဟုဒီနေဟုတ်ကဲ့ဒီရှိ你有病，这得是你们好。赞美，你有没骂鸡？ကလေးဆိုတဲ့နှစ်ကားကိုသုံးပါချလိုက်ဒီရဲ့အတော့ကိုရောက်သွားမှာနော်